ဘန်နာဝိတ်တိုင်းရဲ့အရမောင်းပင်နဗီရဲ့ရွှေခစ်ကိုတုံးသက်ပေးလိုက်တဲ့ Rangolan မင်္ဂလာပါပရိသတ်တို့ရေ The Imagination Fee ကနေကြိုးဆိုပါရယ်ဝမ်ချန်ပီယံရှစ်ရဲ့ဘန်နာဝိတ်တန်းမှာနဗီဆိုတာပြိုင်ဘက်တိုင်းအတွက်အိမ်မဆိုးတစ်ခုလိုဖြစ်ခဲ့ပါတယ်သူ့ရဲ့ထူးခြားလာတဲ့အရမောင်းနဲ့လက်ရချီတန်အသာစီးရမှုဟာငွေတိုင်းလောကမှာညှင်းချက်ထုတ်เสียမရှိအောင်အာသာချက်တစ်ခုဖြစ်ခဲ့တာပါနဗီရဲ့အဓိကလက်နက်ဟာသူ့ရဲ့ physical advantage ဖြစ်ပါတယ်ဘန်နာဝိတ်တန်းမှာသူ့တဲ့ရပ်ပူတဲ့ပြိုင်ဘက်တွေကိုအဝေးတိုင်းစနစ်လိုမျိုးလက်တံရှည်တွေနဲ့ထိုက်ချုပ်ပြီးကစားတတ်တာဟာသူ့ရဲ့အမှတ်သားဖြစ်ပါတယ်ပြိုင်ဘက်တွေကသူ့အနည်းကိုကပ်ဖို့ကြိုးစားတိုင်းရှည်လျားတဲ့ခြေခံချက်တွေဒဲရိုးလက်သီးတွေနဲ့အဝေးကနေတဲ့အလဲထိုးနိုင်တဲ့စွမ်းဆောင်ရည်ရှိပါတယ်ဝိုင်ယာဖိုင်တာကြီးစူပါလက်လိုလူမျိုးကိုတောင်မှနဗီကသူ့ရဲ့အရမောင်းအသာစီးရမှုကိုသုံးချပြီးအလဲထိုးနဲ့အနိုင်ယူပြခဲ့တာပရိသတ်တွေကိုအားသင့်စေခဲ့တယ်လို့သူ့ရဲ့ဂုဏ်သတင်းကိုလည်းအထွတ်ထိပ်ရောက်စေခဲ့ပါတယ်နဗီကသူ့ရဲ့အရမောင်းကြောင့်ပဲအနိုင်ကျင့်ပြီးကစားနေသလားလို့ထင်ရလောက်အောင်ပြိုင်ဘက်တွေကိုဖိနိုင်နိုင်စွမ်းရှိပါတယ်တချို့ပရိသတ်တွေကသူ့ရဲ့အရမောင်းအသာစီးရမှုကိုကြည့်ပြီးမျက်စိနောက်ရတယ်လို့ဆိုကြပေမဲ့ဒီပညာပိုင်းအရကြည့်ရင်တော့ဒါသူ့ရဲ့အကောင်းဆုံး strategy တစ်ခုဖြစ်နေတာကိုညှင်းလို့မရပါဘူးအောင်ပွဲတွေစက်တက်ရပြီးဂုဏ်သတင်းကြီးထွားနေတဲ့နဗီရဲ့လမ်းကြောင်းကိုရန်ဘိုလက်ကတားဆီးလိုက်ပါတယ်ဒီဘက်ကနဗီရဲ့အတွက်တော့မမျှော်လင့်ထားတဲ့အလဲပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်ရန်ဘိုလက်ကနဗီရဲ့အရမောင်းကိုမကြောက်မရွံ့ပဲအနီးကထိုးပေါက်ဝင်ရောက်နိုင်ခဲ့ပါတယ်နဗီရဲ့အာသာချက်ဖြစ်တဲ့အဝေးကစားကွက်ကိုဖျက်ဆီးပြီးအနီးကတိုက်စစ်တွေနဲ့တုံ့ပြန်ခဲ့တာပါဒီပွဲမှာနဗီကရန်ဘိုလက်ရဲ့ပြင်းထန်တဲ့ထိုးနှက်ချက်တွေကြောင့်နှစ်ကြိမ်တိုင်းနော်တော့အထိဖြစ်ခဲ့ရပါတယ်ဒါနဗီရဲ့ကစားသမားဘဝမှာအကြီးမားဆုံးသောတုံ့ပြန်မှုကိုခံလိုက်ရခြင်းပါနောက်ဆုံးမှာတော့ရန်ဘိုလက်ရဲ့မဆုံးမနစ်တိုက်စစ်ဆင်မှုကြောင့်နဗီရဲ့အကောင်းဆုံးချိန်တွေရပ်တန့်သွားခဲ့ပြီးသူပိုင်ဆိုင်ထားတဲ့အခွင့်အရေးနဲ့ခပတ်ကိုပါလက်လွတ်လိုက်ရတဲ့အထိရှုံးနိုင်ခဲ့ရပါတယ်နဗီကအရာမောင်းကိုအခြေခံတဲ့ကစားကွက်နဲ့ဘန်နဝိတ်လောကကိုချိန်ချောက်နိုင်ခဲ့ပေမဲ့ရန်ဘိုလက်နဲ့ပွဲမှာတော့သူ့ရဲ့အားနည်းချက်ကိုဖော်ထုတ်ခံလိုက်ရပါတယ်ဒီပွဲက MMA နဲ့မွေတိုင်းလောကမှာအရာမောင်းတွေမကပဲစိတ်ဓာတ်နဲ့အနီးကနီးပြူကလည်းအရေးကြီးကြောင်းသက်သေပြလိုက်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်